Hello guys, welcome back. ကျွန်တော် channel လေးနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Shangri-La Proteina ဆိုတဲ့ animal ပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်အပိုင်းတွေကတော့ episode 24နဲ့25ပဲဖြစ်ပါတယ်။ဆာရာဂူတယောက်ကတော့ monster ကြီးလိုက်တာခံနေရတာမို့ထုံးစံအတိုင်းပဲပြေးနေရပြန်ပါပြီ။အဲ့အချိန်ငါးဘင်ကလျှက်စစ်တွေကိုစုပြီး energy plus အကျန်းစားကြီးကိုပြစ်လွတ်လိုက်တာမို့နေရာတစ်ခုလုံးလဲကဘာပြိုတဲ့လာပောက်ကွဲမှုဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဆရာသမားကတော့ inventory ထဲကိုဝင်လိုက်တာမို့အသက်ဘေးကလက်မတင်နေလို့သွားခဲ့ပါတယ်။အချိန်မီလေးဝင်နိုင်ခဲ့ဆိုပေမဲ့ငါးဘင်ရဲ့ဖြုံလောက်တဲ့ဆွမ်းကြောင့်ဆာရာဂူရဲ့ HP ထဲဖင်ကလေးပဲကြံခဲ့တာမို့ဆေးတောက်ပြီးပြန်ဟိလိုက်ရတယ်။ဆာရာဂူပြန်ထွက်လာချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကပျက်စီးနေခဲ့ပေမဲ့မျိုးစောင်းတာဝါကြီးကတော့အချစ်ရလေးတစ်ခုတော့မဖြစ်ပဲအရင်တိုင်းတည်ရှိနေပါတယ်။အဲ့ချိန်ဆာရာဂူထွက်လာတော့စောင့်နေတဲ့ငါးဘင်ဟာဆာရာဂူရုတ်တရက်ထိုးဟက်လိုက်တယ်။ဒါကြောင့်ဆာရာဂူလည်းတေးပြီးလို့ထင်လိုက်ပေမဲ့ကိုငမန်းကဝင်ခဲ့ပေးလိုက်တာမို့လွတ်လာခဲ့ပါတယ်။နောက်ပြီးကိုငမန်းကရုတ်တရက်ကြီးလေပေါ်ပြန်နေရမို့ဆာရာဂူလည်းအံ့ဩနေရတယ်။တကယ်တော့ကိုငမန်းကလေပေါ်ပြန်နေရမဟုတ်ပဲပုံမှန်အတိုင်းရေကူးနေုံမှာဒီရေအောင်မြို့တော်ကြီးဟာပြောင်းပြန်ဖြစ်နေရမို့ဆာရာဂူတို့အတွက်မြို့ရဲ့ခေါင်းငယ်ဟာငါးတွေအတွက်တော့ရေပြင်ဖြစ်နေခဲ့ပါတယ်။အဲ့ချိန်ငါးပြင်ကအမီလိုက်လာနိုင်တာမို့ဆာရာဂူတို့လည်းအစာဦးတွေကြားထဲကိုထွက်ပြေးလာခဲ့ကြပါတယ်။အဲ့နောက်ဆာရာဂူလည်းငါးပြင်ကိုပြန်တိုက်ခိုက်မဲ့ပလန်ကိုပြောပြလိုက်ပါတယ်။ငါးပြင်ရဲ့ energy plus ကတာဝါကိုထိသွားချိန်မှာပြန်ကန်သွားတာကိုတွေးလိုက်ရတာမို့ဒီတစ်ချိန်လဲ energy plus ကိုပြန်ကန်အောင်လုပ်ကငချင်းစီနဲ့ငချင်းကိုပြန်ကြော်မဲ့အကြံကိုဆာရာဂူကတွေးလိုက်တာပါ။ဒါပေမဲ့ဒီလိုထောင်ချောက်စင်မာကိုဆာရာဂူတယောက်တည်းမလုံနိုင်တာမို့ငါးပြင်ကြီးကို10မိနစ်လောက်အချိန်ဆွဲထားပေးဖို့အတွက်ကိုငမန်းကိုကူညီတောင်းလိုက်ပါတယ်။ဒါပေမဲ့ငါးပြင်ကစက်တိုက်တွေလိုက်နေရမို့ဆရာသမားလည်းအကြံတစ်ခုထုတ်လိုက်ပါတယ်။အရင်တခါဆာရာဂူဟာ inventory ကိုသုံးပြီး crystal scorpion တွေကိုတီးခဲ့တာမို့ AI ရဲ့အသိဉာဏ်တွေကိုဂိမ်းထုတ်လုပ်သူတွေကမြင့်တင်ပေးထားတာပါ။ဒါကြောင့်ဆာရာဂူလည်း Bobben Mera ကိုသုံးလိုက်ပြီး inventory ထဲမှာပုံနေလိုက်တယ်။အဲ့အချိန် Battlefield ရဲ့အနားမှာကိုငမန်းမရှိနေရမို့ငါးပြင်ကြီးလည်းကိုငမန်းပေါ်ကို target ပြောင်းသွားခဲ့ပါပြီ။အဲ့အချိန်ဆာရာဂူက scale ကိုသုံးရင်တာဝါရီစီကိုခုန်တက်သွားချိန်မှာတော့တာဝါရဲ့အဆောက် monster ကိုတွေ့လိုက်ရပါတယ်။တစ်ဖက်ကကိုငမန်းကလည်းဆာရာဂူအစင်းလေးဖြစ်နေပြီမို့တာဝါရီရှိရဲ့ဘက်ကိုကူးခဲ့လိုက်ပါတယ်။ခဏခဏအယူလောက်ခံရလို့စိတ်တူလာတဲ့ငါးပြင်လဲဆာရာဂူကိုမြင်လိုက်ရချိန်မှာတော့ရှိသမျှဆွမ်းတွေကိုစုကအကျန်းစား energy blast ကိုပြစ်လွတ်ချလိုက်ပါပြီ။ဒါပေမဲ့တာဝါရဲ့ရောင်ပြန်တဲ့ဆွမ်းကြောင့် energy blast တွေကလည်းပြန်ကန်ထွက်ကငါးပြင်ကိုထိမှန်သွားပြီးငါးကင်ဘော်ကိုရောက်သွားခဲ့ပါပြီ။အဲ့အချိန်ဆရာသမားလဲ inventory ထဲကပြန်ထွက်လာကအထိနာနေတဲ့ငါးပြင်ကိုအဆုံးသတ်ပေးမှုအတွက်တာဝါအောက်စီကိုခုန်ဆင်းလာခဲ့ပါတယ်။အဲ့နောက်ဆာရာဂူလဲသူ့ရဲ့ရှင်တော်တစ်မြောက်နဲ့ခုတ်လိုက်ပေမဲ့ငါးပြင်ရဲ့ကြီးခွန်တွေကမာနေရမို့ဂီတာဘရီကိုထုတ်ပြီးရှက်တီးပေးလိုက်ပါပြီ။ဒါပေမဲ့တေကာနီးချိန်မှာတော့ငါးပြင်ကမီးထောက်တွေကိုထုတ်နေရမို့စိတ်မရှိတော့တဲ့ဆရာသမားလည်းအမြင်ကိုခုန်တက်လိုက်ပြီးအချိန်နဲ့ထိုးချလိုက်တယ်။ငါးပြင်လည်း HP တွေမကျန်တော့ဘူးဆိုပေမဲ့တေကာနီးချိန်မှာတော့ဘုံတစ်လုံးလုံးပေါက်ခွဲသွားသေးရမို့ဆာရာဂူလည်းသူ့ရဲ့ crystal ကိုထုတ်လိုက်ပြီးအမြန်ကာလိုက်ရပါတယ်။ဒီလိုနဲ့ဆာရာဂူနဲ့ကိုငမန်းတို့ပေါင်းပြီးအစွမ်းပြခဲ့ရမို့ရောက်မြို့ရဲ့စောင့်ချောက်သူကြီးဖြစ်တဲ့ငါးပြင်ကိုအဆုံးသတ်နိုင်လိုက်ပါပြီ။ဆာရာဂူလည်းကိစ္စဝိစ္စတွေပြီးမို့အိမ်မက်ပြင်းလိုက်ပေမဲ့မနက်ခင်းနေအောင်ချီအောင်ထွက်လာခဲ့ပါပြီ။တစ်ဖက်မှာရှိနေတဲ့ Starring ဖွဲ့ဟာလည်းစားတောက်ခန်းစီမှာလူစုနေကြပါတယ်။ဆေးဗီယာလီကတော့စောစောမိန်ပဲဂိမ်းကိုဆော့နေတဲ့အပြင် steak လေးပွဲလုံးကိုလည်းတယောက်တည်းစားလိုက်တာမို့ teammate တွေစီမှာစုခံနေရတယ်။အဲ့ချိန်ဆာရာဂူတို့ဖွဲ့ရဲ့လူစင်းရတက်လာပြီးဖြစ်တာမို့ဆေးဗီယာကိုပြတ်လိုက်ပါတယ်။တစ်ဖက်မှာရှိနေတဲ့ဆာရာဂူလည်းနေ့လယ်အချိန်ထိအိပ်ပျော်နေမိရမို့အဖွဲ့သားတွေကို share တောင်းပန်နေရပါပြီ။ဆာရာဂူတို့ဖွဲ့အနေနဲ့လူသစ်တွေဖြစ်တာမို့နာမည်စင်းသွင်းလို့လိုပါသေးရဲ့။ဆယ်လီဖြစ်တဲ့တိုအာမာနဲကလည်းနာမည်ကိုမပြချင်သလိုဆာရာဂူကလည်းမျက်နှာဖုံးကိုမချွတ်ချင်တာကြောင့်နှစ်ယောက်လုံးလဲ cosplay လုပ်မလို့သဘောတူလိုက်ကြပါတယ်။မျက်နှာမပြချင်တဲ့သူနဲ့အမီမဖော်ချင်တဲ့သူတွေဖြစ်နေရကြောင်း no face no name လို့ပဲတိုက်ပွဲဝင်နာမည်တွေကိုရွေးလိုက်ပါတယ်။တစ်ဖက်မှာရှိနေတဲ့ American ဖွဲ့ကတော့ဆာရာဂူတို့လိုအခုမှဝင်လာတဲ့ငချွတ်လေးတွေကိုအထင်မကြီးဘူးလို့ပြောနေတယ်။ကက်ဆိုလဲ Starring ကိုရင်ဆိုင်ဖို့အတွက် viewer ဆွဲမလို့ပြင်နေချိန်မှာ manager စီကဖုံးဝင်လာတာမို့ကင်လိုက်ရပါတယ်။ကက်ဆို sponsor ပေးထားတဲ့အဖွဲ့ရဲ့တောင်းဆိုချက်အရမနေ့ပြန်မှာတခြားပြိုင်ပွဲတစ်ခုမှလဲကက်ဆိုကဝင်ပြိုင်ပေးရမှုဖြစ်လာပါတယ်။ကက်ဆိုဝင်ပြိုင်ပေးရမှာကတော့ War Round 6ဆိုတဲ့ shooting game တစ်ခုဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဒီအဖွဲ့ကအရန် player နဲ့ဆော့ပေမဲ့အကုန်သူကအစာအစိမ့်တင်နေရမို့ကက်ဆိုဆော့ပေးဖို့အတွက်တောင်းဆိုလာကြတာပါ။ဆာရာဂူတို့ရဲ့ Galaxia Hero ပြိုင်ပွဲက10နာရီစမှာဆိုပေမဲ့ကက်ဆိုရဲ့ဂိမ်းက9နာရီမို့ဂျားထဲမှာ10နာရီတော့အချိန်ရပါတယ်။ဒါကြောင့်ဆာရာဂူလည်းသူတို့ကတစ်ဖက်မှာရှိနေတဲ့ဆေးဗီယာတို့အသင်းကိုဘတ်ဆော့ဖိုးတီတပွဲနိုင်တပွဲချုံနဲ့တေးကြအောင်ဆော့ထားမှာဖြစ်ပြီးကက်ဆိုပြန်လာနိုင်အောင်အချိန်ဆွဲထားပေးလို့ရတယ်လို့ပြောလာတယ်။ကက်ဆိုကတော့သူပြန်မရောက်လာနိုင်ပါဘူးစိုးရိမ်နေမဲ့ဆရာသမားတွေကတော့သူတို့လို pro player တွေအတွက်အချိန်ဆွဲပြီးဆော့တယ်ဆိုတာအသေးမွားပဲဆိုကဒီဆုံးဖြတ်ချက်ကိုပဲသဘောတူလိုက်ကြပါတယ်။အလုပ်ကိစ္စတွေပြီးချိန်မှာတော့ဆာရာဂူလည်းသူ့ခန်းစီကိုပြန်လာခဲ့ကြတယ်။ကက်ဆိုကတော့သူ့ရဲ့အချစ်တော်တငယ်ချင်းတွေကသူ့ကိုတေချာလေးကူညီပေးနေရမို့ပျော်နေမိပါပြီ။ဒီလိုနဲ့ကမ္ဘာအဆင့်ဂိမ်းပြိုင်ပွဲရဲ့ final နေ့ဟာလည်းရောက်လာခဲ့ပါပြီ။အကုန်လုံးကဆေးဗီယာကိုနောက်ဆုံးမှဆော့မယ်လို့တွက်ထားကြရမယ်ဒါ
တကယ်တမ်းမှာတော့ဆေးဘီယာ3ပွဲမြောက်မှာဆော့မှာဖြစ်တာကြောင့်ဆန်ရာဂူနဲ့ထိတ်တိုက်တွေကရာခိုင်နှုန်းများသွားခဲ့ပါပြီဒါကြောင့်ကက်ဆိုလည်းအနေငယ်တော့စိုးရင်သွားမိပေမဲ့သူ့ရဲ့ teammate တွေကိုယုံကြည်တာမို့ဆန်ရာဂူတဲ့အကျန်းစား energy drink တစ်ပူကိုထုတ်ပေးလိုက်ပြီးသူ့ပြိုင်ပွဲအတွက်ပြေးထွက်လာခဲ့ပါပြီမကြခင်ချိန်မှာပဲ Galaxia Hero Comic နဲ့ Utoria Company တို့ပူးပေါင်းကျင်းပတဲ့ကမ္ဘာ့အဆင့်ဂိမ်းပြိုင်ပွဲကစတင်တော့မှာဖြစ်တာကြောင့်ပြိုင်ပွဲအတွင်းမှာဆိုရင်လည်းများပြားလာတဲ့ပရိသတ်တွေနဲ့ caster တွေကလည်းအသီးသီးရောက်ရှိနေခဲ့ကြပါပြီပွဲတင်ဆက်သူကဖိတ်ခေါ်လိုက်တာနဲ့တပြိုင်နက် American နိုင်ငံရဲ့ number 1ဖြစ်တဲ့ Xavier ဂိုးဘက်ဦးဆောင်တဲ့ Star Rain ဖွဲ့ဟာလည်းဆင်မြင့်ပေါ်ရောက်လာခဲ့ပါတယ် Star Rain ဖွဲ့ဟာဒီတစ်ခေါက်ရာသီမှာတော့10ပွဲကစားအမှာ6ပွဲထိအနိုင်ရရှိထားတာဖြစ်ပြီးခေါင်းဆောင်ဖြစ်သူ Xavier ဆိုရင်လည်းရှုံးပွဲမရှိပဲပြိုင်ပွဲကင်းနေသူပါအဲ့အချိန်ဂျပန်နိုင်ငံရဲ့ကိုစားပြုဖြစ်တဲ့ Nitro Squad ဟာလည်းဆင်မြင့်ပေါ်ရောက်လာခဲ့ကြတယ်ပရိသတ်တွေအကုန်လုံးကတော့ Pro Player ဖြစ်တဲ့ Kazuo ကိုစောင့်မျှော်နေကြရမယ့် Cosplay ဝတ်စုံအပြည့်စုံနဲ့ဆရာသမား2ယောက်ကအရင်ပွဲထွက်လာမှုအားလုံးလည်းပါဇက်အဟောင်းသားဖြစ်ကုန်ကြပါပြီဒါပေမဲ့ Xavier ကတော့သူ့ရဲ့ပြိုင်ဘက် Kazuo မပါလာမှုရှာနေမိတယ်ဒါကြောင့်ဆရာကူလည်း Kazuo ကမင်းကိုတီးမလို့မကြခင်ရောက်လာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ခုဆိုရင်တော့ Shangri-La Frontier ရဲ့ Season 2နောက်ဆုံး episode လေးကပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဘလို့ anime လေးတွေကိုကျွန်တော် recap လုပ်ရမယ်စဉ်းစားလို့မရသေးရမို့ brother အနေနဲ့ comment မှာအကြံပေးခဲ့လို့ရပါတယ်ကျွန်တော်နဲ့အတူဒီ journey ကြီးကို like ပါစီမျောပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြအောင်ဗျာ